需要နဲ့必要ရဲ့ကွာခြားချက်ကိုလေ့လာကြည့်အောင်需要နဲ့必要နှစ်ခုစလုံးဟာလိုအပ်တယ်ဒါမဲ့ကွာခြားချက်ရှိပါတယ်需要ကတော့ကျွန်တော်တို့ရဲ့စိတ်ဆန္ဒအရာဖြစ်ပေါ်လာတဲ့လိုချင်တယ်လိုအပ်တယ်အဲ့လိုမျိုးအခြေအနေမှာ需要သုံးမယ်ဥမာဆိုလို့ရှိရင်ငါပတ်စံလိုအပ်တယ်ဒါစိတ်ကနေဆန္ဒအတိုင်းဖြစ်ပေါ်လာတာလေ我需要钱我需要钱ငါပတ်စံလိုအပ်တယ်ပေါ့နော်နောက်တစ်ခုကတော့我需要休息我需要休息ငါအနားယူဖို့လိုအပ်တယ်ကျွန်တော်အလုပ်တွေပြင်ပလို့ဖြစ်မယ်အနားယူဖို့လိုအပ်တယ်ဒါကကျွန်တော်ရဲ့စိတ်ဆန္ဒအရာ我需要休息我需要买新衣服我需要买新衣服ကျွန်တော်အဝတ်အစားအသစ်ဝယ်ဖို့လိုတယ်ဒါကလည်းကျွန်တော်ရဲ့စိတ်ဆန္ဒအရာလိုအပ်လို့ဝယ်တယ်ဒါမဲ့ပြီးရောက်ကြတော့ဘလို့အချိန်တွေမှာသုံးမလဲဆိုတော့ကျွန်တော်တို့တဘာဝအတိုင်းလိုအပ်တဲ့အရာမှာဥမာဆိုလို့ရှိရင်ကျွန်တော်တို့အဝတ်အစားဝတ်ကိုဝတ်ရတယ်မဝတ်လို့မရအောင်အဲ့ဒါကမရှိမဖြစ်လိုအပ်တဲ့အရာနောက်ပြီးအသက်ရှင်ဖို့အတွက်ရေတောက်ရတယ်ထမင်းစားရတယ်အဲ့ဒါတွေကလုတ်ကိုလုတ်ရတယ်တဘာဝအလျောက်ပြုတ်လို့ရတဲ့အခြေအနေမှာပြီးရောက်နေတော့မှဖြစ်ပါတယ်ဥမာဆိုလို့ရှိရင်买衣服是必要的买衣服是必要的买衣服是必要的买衣服အင်ဂျီဝယ်တာကလိုကိုလိုအပ်တယ်မရှိမဖြစ်လိုအပ်တယ်ဆိုရင်ပြီးရောက်နေတော့မှဖြစ်ပါတယ်နောက်တစ်ခုကတော့ကျွန်တော်တို့ meeting လုပ်ဖို့လိုအပ်တယ်我们有必要开个会我们有必要开个会ဒီ meeting ကကျွန်တော်တို့အတွက်မလုပ်မနေရလုပ်ကိုလုပ်ရတဲ့အရာမလို့ပြီးရောက်နေတော့တာဖြစ်ပါတယ်我们有必要开个会နောက်တစ်ခု需要ကြည့်အောင်我们需要谈谈我们需要谈谈ပြောချင်တာကကျွန်တော်တို့ဆွေးနွေးဖို့လိုတယ်ကျွန်တော်တို့စကားပြောဖို့လိုတယ်မပြောမဖြစ်မဆွေးနွေးမဖြစ်မဟုတ်ဘူးเนาะဒါကကျွန်တော်တို့လိုအပ်တယ်ထင်လို့ပြောတာ我们需要谈谈နောက်တစ်ခုကတော့ question မေးတဲ့အချိန်မှာသုံးလို့ရပါတယ်你需要帮忙吗你需要帮忙吗你需要帮忙吗ပြောချင်တာကကိုယ့်ရှေ့မှာတူတယောက်ကအကူအညီလိုနေတဲ့ပုံစံဖြစ်နေတယ်ဆိုလို့ရှိရင်ပြောလို့ရပါတယ်你需要帮忙吗你ကိုအကူအညီပေးဖို့လိုလားကိုယ့်ရှေ့မှာတူတယောက်ကအခက်အခဲဖြစ်နေတဲ့အချိန်မှာပြောလို့ရပါတယ်နောက်တစ်ခုကတော့မရှိမဖြစ်လိုအပ်တဲ့ပြရောက်ရဲ့ example ပြန်ကြည့်အောင်ရေဟာတက်ရှိတွေအတွက်မရှိမဖြစ်လိုအပ်တဲ့ dressing တစ်ခုဖြစ်တယ်လို့ပြောချင်တယ်ဆိုလို့ရှိရင်水是生命必要的物质水是生命必要的物质ရေဟာတက်ရှိတွေအတွက်မရှိမဖြစ်လိုအပ်တယ်အဲ့ဒါကြောင့်မို့ပြရောက်နေတော့မှဖြစ်ပါတယ်နောက်တစ်ခုအငင်းကိုကြည့်မယ်ဆိုလို့ရှိရင်တော့需要ရဲ့အငင်းစကားလုံးကတော့不需要不需要不需要ဥပမာဆိုလို့ရှိရင်医生说我不需要减肥医生说我不需要减肥ဆရာကပြောတယ်ကျွန်တော်ဝိတ်ချဖို့မလိုအပ်ဘူး必要ရဲ့အငင်းကတော့没必要没必要没必要ညာတော့ဖြစ်တူတယောက်ကိုအကြံပေးတဲ့အချိန်မှာသုံးမှဖြစ်ပါတယ်这件事没必要生气这件事没必要生气ပြောချင်တာကတော့ဒီကိစ္စကစိတ်ဆိုးဖို့မလိုအပ်ဘူးဒီကိစ္စကစိတ်ဆိုးစရာအကြောင်းမရှိဘူးသူတယောက်ကိုအကြံပေးတဲ့အချိန်မှာသုံးတာဖြစ်ပါတယ်ဒါဆိုလို့ရှိရင်တော့ဒီနေ့ဗီဒီယိုကဒီလောက်ပါပဲ大家再见